ဆိုတာကိုစားတဲ့သမင်းအယောင်လောက်တော့စိတ်ဓာတ်ကိုဖြူစင်အောင်ထားရရတယ်လောဘဒေါသမောဟမာမာနနဲ့အာဃာတစိတ်တွေကိုမမွေးပဲအသက်ရှင်နေထိုင်ခွင့်ရတဲ့အခိုက်ဘဝကလေးမှာလူချင်းစာနာထောက်ထားတဲ့စိတ်ဝေးဖို့အရေးကြီးတယ်အဲ့ဒီလိုလူမျိုးလူဘဝမှာလူဖြစ်လာရင်အဲ့ဒါမဟာကန့်ထူးရှင်ကြီးပဲကောင်းလေတချို့ကလောဘဒေါသမောဟများနဲ့ရှင်သန်နေကြတယ်ဘယ်ဒီစိတ်တွေကြောင့်ဘယ်ဒီရောက်နေတရားဟာရန်လို့နေကြတယ်ချစ်ချစ်မြတ်တဲ့ရာတွေခုံပါလို့နဲ့လူတွေကြတယ်ဒီနဲ့ထားရှိတဲ့စာနာစိတ်ကလေးမျက်နှာငယ်ဒါလောကသဘာဝမတည်မြဲတဲ့သင်္ကာရကိုကြောင့်တစ်ပါးလူဒုက္ခရောက်မှမင်းကြည့်ရလားမင်းရဲ့စိတ်တွေစွန့်တင်နေရှုပ်ဖို့ရစေမရှိအောင်မြင်မှုနဲ့စီစဉ်ရှာတော့မြဲခြင်း